မင်္ဂလာပါရှင်တို့မြန်မာစံတော်ချိန်3 နာရီရှိပါပြီရှင်အမေရတခါမှမထစဘူးအထထူတူနေ3 နာရီထားတယ်ဆိုတာပေါ့နော်အမေရတင်တဲ့တစ်ခွက်တင်တဲ့လေးအတွက်ပေါ့နော်ခောက်ဆွဲကြောတမနဲ့ကျွေးဖို့အတွက်ထလို့လုံနေဖြစ်ပါလေရှင်ခါမှမထဘူးပါဘူးရှင်တော်လည်းရမှာ3 နာရီပေါ့နော် A few moments laterခောက်ဆွဲကြောဖို့အတွက်အမေရတို့ရဲ့အိမ်စုံကော်ပီလေးပါလိပါမယ်ရှင်ပြီးရင်ပန်းကော်ပီလေးတွေပေါ်နှချမ်းဆွဲဖြစ်မယ်ကြက်သွန်လေးရေမစီးပဲထည့်မယ်ဟိုလာဥနီလေးနှုတ်စင်ပြီးတော့ပဲသီးလေးပါထည့်လိုက်မယ်ဆိုလို့ရှိရင်တော့အစာပလာလေးရပါပြီကြက်သွန်လေးတွေကိုစပြီးတော့စီသက်ပါတော့မယ်ခင်ဗျာပြီးလို့ရှိရင်အစာပလာလေးထည့်ပြီးမွေလေးရပါပြီခင်ဗျာမိုးလာဥနီထည့်ပါမယ်ထပ်မွေလိုက်ပါမယ်ခင်ဗျာပြီးလို့ရှိရင်စားကြလေးထည့်ပြီးတော့ဖြူလိုက်ပါမယ်ခင်ဗျာပြီးလို့ရှိရင်ဆက်စီနန်းစီစားစီပဲစီအများစီမကောက်စီထည့်ပြီးတော့မွေလိုက်မယ်ဆိုလို့ရှိရင်တော့ခောက်ဆွဲလေးထည့်ပြီးတော့ကြော်လို့ရပါပြီခင်ဗျာကြော်ပါမယ်မွေပါမယ်ခင်ဗျာပြီးလို့ရှိရင်အမေရကလည်းတော်လေးနဲ့မှရှယ်ရှိတော့လူကြီးနန်းဖြူပြသူလိုမျိုးအမေရကလည်းနန်းဖြူပြီးတော့ကြော်ပြတော့ဖြစ်ပါတယ်ခင်ဗျာနန်းဖြူပြီးတော့လို့ရှိရင်တော့အမေကလည်းမီးပြလိုက်ပါမယ်စားလိုက်ပါအရင်စားကောင်းလိုက်ပါပြီးလို့ရှိရင်တော့ကြက်ဥကိုတော့မြို့ထဲမှာမြို့စတိုင်ကျွဲကြမှာဟပ်ဝိုင်းတက်တော့လည်းကျွေးသွားမှာဖြစ်ပါတယ်ခင်ဗျာပြီးလို့ရှိရင်မအီအောင်လို့အမေရတို့တခွားကြီးအချင်းလေးထည့်ပြီးလို့သွားခင်ဗျာပြီးလို့ရှိရင်တော့ရပါပြီခင်ဗျာခောက်ဆွဲကြော်လေးရပါပြီခင်ဗျာပြီးလို့ရှိရင်တော့ဒေဖြစ်ပါတယ်သင်တဲ့တဲ့အဝါစားဖို့အတွက်သင်တဲ့တွေစားဖို့အတွက်စောင်းနေကြပါပြီအများကြီးပါပဲခင်ဗျာဒန်အများကြီးပါခင်ဗျာအမေရတို့စတီးဘကမှာတယောက်အများကြီးအမောက်ထည့်ပေးပါတယ်ခင်ဗျာအများကြီးထည့်ပေးပါတယ်ခင်ဗျာပြီးလို့ရှိရင်မလောက်လို့ရှိရင်လာယူလို့ရပါတယ်ခင်ဗျာပြီးလို့ရှိရင်တော့ခောက်ဆွဲကြော်လေးတွေကိုပြီးလို့ရှိရင်တော့ကြောက်ကြက်တစ်လုံးလေးမှာအချင်းလေးထည့်ပြီးလို့ယူလို့ရပါတယ်ခင်ဗျာစကြည့်ပါတော့ခင်ဗျာစကြည့်ပါတော့ခင်ဗျာဒါပေမဲ့အမေရောက်ဒီစီကန်းချက်လေးတစ်ခုလို့ရှိပါတယ်စီကန်းချက်လေးကကြတော့ကိုရင်နှစ်စက်နိုင်ခံအပြစ်ဒဏ်ရှိတယ်ဟိုပါဘောနော်ဟာအောက်ကုန်မိနေလာတော့လူလာပဲရှိတယ်ပေါ့နော်ဟုတ်ကဲ့သူမနေ့ကစားတယ်ကအဖေက9 မိနစ်ပဲရအောင်လीအဒီရပေါ့နော်ဟိုက request လုပ်လို့တင်တန်းဟုတ်ပေါ့နော်အဲ့ဒါအစားတော့9 မိနစ်ပေးတယ်ကွာဟုတ်တော့ပြန်တူပြီးတော့10 မိနစ်ရတယ်နော်ဒီတမိုင်းနော်ဒီကလူတန်းနေတယ်နေတော့နေရုပ်စားရည်ဒီလူတော့သစ္စာစောင့်တည်လို့ရပါပြီဒီလူများရှားနာရပါလေGo money